ကဲဒါလေးကတော့ညနေစာကြက်ဥပေါင်းဖို့ပြင်ဆင်နေပါတယ်ဒါလေးကတော့အမှုကြောက်လို့ပပလေးညှက်ထားပါတယ်ဒါလေးကတော့ပစွန်နဲ့ဂျပန်နီ fish cake ဖြစ်ပါတယ်ကြက်ဥပေါင်းဖို့ကိုဒီလိုမျိုးလေးရအောင်ပါဝင်ပစ္စည်းလေးတွေကိုထည့်ရပါတယ်ပါဝင်ပစ္စည်းလေးတွေထည့်ပြီးလို့ရှိရင်စကားလေးနဲ့ကြက်ဥကိုပြန်ပြီးတော့စစ်ရပါတယ်စစ်ပြီးတကလာဒါလေးဒီလိုလေးရလာတယ်ပေါ့နော်ဒါလေးကိုပေါင်းလိုက်မယ်ညနေကြလို့ရှင်ဒါလေးကတုံတုံလေးနဲ့အဲ့လိုစားလို့အရန်ကောင်းပါတယ်နောက်နေ့ကြလို့ရှင်ပါဝင်ပစ္စည်းလေးတွေလည်းရိုက်ပြပါမယ်ဒီကံပြီးကြည့်ပေးကြပါဦးဒီဘက်က9ကြော်ပါမယ်ညနေသား9ကြော် stain egg cucumber seaweed chicken ပေါ့နော်အဲ့ဒါလေးတွေလုပ်ပါမယ်ဘိုင်ဘိုင်ကဲဒါလေးကတော့ညနေစာကြက်ဥပေါင်းဖို့ပြင်ဆင်နေပါတယ်ဒါလေးကတော့အမှုကြောက်လို့ပပလေးညှက်ထားပါတယ်ဒါလေးကတော့ပစွန်နဲ့ဂျပန်နီ fish cake ဖြစ်ပါတယ်ကျဲဥပေါင်းဖို့ကိုဒီလိုမျိုးလေးရအောင်ပါဝင်ပစ္စည်းလေးတွေကိုထည့်ရပါတယ်ပါဝင်ပစ္စည်းလေးတွေထည့်ပြီးလို့ရှိရင်စကားလေးနဲ့ကျဲဥကိုပြန်ပြီးတော့စစ်ရပါတယ်စစ်ပြီးတကလာဒါလေးဒီလိုလေးရလာတယ်ပေါ့နော်ဒါလေးကိုပေါင်းလိုက်မယ်ညနေကြလို့ရှင်ဒါလေးကတုံတုံလေးနဲ့အဲ့လိုစားလို့အရန်ကောင်းပါတယ်နောက်နေ့ကြလို့ရှင်ပါဝင်ပစ္စည်းလေးတွေလည်းရိုက်ပြပါမယ်ဒီကံပြီးကြည့်ပေးကြပါဦးဒီဘက်က9ကြော်ပါမယ်ညနေသား9ကြော် stain egg cucumber seaweed chicken ပေါ့နော်အဲ့ဒါလေးတွေလုပ်ပါမယ်ဘိုင်ဘိုင်